Hello ဒီဗီဒီယိုလေးမှာက tracking company ကိုအစဖွင့်ဖို့အတွက်ဆိုရင်ဘာတွေလိုအပ်တယ်ဘာတွေပြင်ဆင်ထားရတယ်ဆိုတဲ့အရာလေးတွေကိုတစ်ခုပြီးတစ်ခုတစ်ဆင့်ပြီးတစ်ဆင့်ပြောပြသွားမယ်နော်ဆိုတော့တငယ်ချင်းက tracking business ကိုစိတ်ဝင်စားတယ်ဘာတွေလုပ်ရမလဲဘယ်လိုလုပ်ရမလဲ question တွေအများကြီးရှိမှလို့ထင်ပါတယ်အမေရိကမှာကအခု truck မောင်းတဲ့လူတွေတော်တော်များလာပြီမြန်မာလူမျိုးတွေဒါပေမဲ့ကိုယ်တိုင် tracking business ကိုဖွင့်တဲ့လူတွေက sushi ဆိုင်တဲ့ဆိုရင်အများကြီးနည်းသေးတယ်ဆိုတော့ဒီဗီဒီယိုလေးမှာက tracking business ကိုဘယ်ကနေဘယ်လိုစားရတယ်ဆိုတာကိုအစအဆုံးလေးတည်တည်ချာချာလေးရှင်းပြတော့မှာမလို့ကိုတိုင် tracking company ဖွင့်ချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအစကနေအဆုံးထိကြည့်ပေးပါနော်ဆိုတော့ဘာမှမပြောခင်မှာအလုပ်ခေါ်စားအရင်ပြောမယ်နော်နင်နူလောလောဆယ် driver တယောက်လိုပါတယ် flatbed driver တယောက်လိုတယ်ညာတော့အဖြစ် flatbed ပဲမောင်းတယ် Houston Texas မှာနေတယ်ဆိုတော့ flatbed driver တွေ flatbed မောင်းချင်တဲ့လူရှိရဆိုရင်တော့နင်နူစီဆက်သွယ်လာပါလောလောဆယ် truck နဲ့ trailer က ready ရှိတယ် ready to roll ဟုတ်တယ် driver တယောက်အလိုရှိတယ် urgent ပေါ့နော်ဆိုတော့အရင် contact လာတဲ့လူတွေအရင်ရမယ်အဲ့ဒါလိုပဲနင်နူကကိုယ့်ကိုပြန်ပြီးတော့ကြိုပြီးတော့ပြောထားတဲ့လူဆိုရင်လည်းအများအား contact ပြီးတော့ truck နဲ့ trailer ရဲ့အစင်းသင်းဖြစ်ပြီဆိုရင်အများအား copy လေးရှိတယ်အခုလည်းလက်ရှိ truck တစ်စီးအစင်းသင်းရှိပါတယ် flatbed မောင်းချင်တဲ့ driver တွေရှိရဆိုရင်တော့နင်တို့ကို check box မှာဖြစ်ဖြစ် messenger မှာဖြစ်ဖြစ်ဆက်သွယ်လာပါနော်ဒီနေ့ဒီဗီဒီယိုလေးလုပ်ရတဲ့အကြောင်းရင်းလေးလည်းနည်းနည်းရှင်းပြစနေလွန်ခဲ့တဲ့9နှစ်6နှစ်လောက်တုန်းကကျမကကိုအားနဲ့ကို company ဖွင့်မယ်ဆိုပြီးတော့စိတ်ဆုံးဖြတ်ချက်ချတယ်ဒါပေမဲ့ကိုယ့်ရဲ့အနီးအနားပတ်ဝန်းကျင်မှာပြောပြမဲ့လူတွေမရှိဘူးဆိုတော့မဟုတ်တဲ့မလိုအပ်တဲ့အရာလေးတွေလုပ်နေတယ်ပတ်စံကုန်တယ်ဒါပေမဲ့မတိလို့မားသွားတဲ့အရာလေးတွေနဲ့အများကြီးပေးဆက်လိုက်ရတဲ့အရာလေးတွေရှိတယ်ဆိုတော့ကိုကတခုစဉ်းစားလိုက်တယ် how about တယောက်ကကိုလိုပဲဖြစ်နေမလားပေါ့နော်ဒီ tracking business ကိုစချင်တဲ့လူတွေရှိတယ် driver တွေလည်းအများကြီးရှိလာပြီဒါပေမဲ့ကိုယ်တိုင်လုပ်မယ်ဆိုလည်းဘယ်ကနေဘယ်လိုစားရမယ်မတိတဲ့လူတွေလည်းနူးနူးလို့ရှိမယ်လို့ထင်တဲ့အတွက်ကြောင့်မလို့နူးနူးကလည်းကိုတီးတလောက်ကိုလုပ်ခဲ့ဘူးတလောက်ကိုတစ်စင်ပြီးတစ်စင်ပေါ့နော်ဘယ်လိုလုပ်ရတယ်လဲဆိုတဲ့အရာလေးတွေကိုကိုယ့်ရဲ့ experience တွေနဲ့လည်းနိုင်ရှင်ပြီးတော့တစ်ခုပြီးတစ်ခုဒီမှာ step by step ပြောပြသွားမယ်နော်ပထမဦးဆုံးဖြစ်တဲ့ LLC လုပ်မယ် EIN နံပါတ်ရအောင်ယူမယ် LLC နဲ့ EIN နံပါတ်ရပြီဆိုရင်တော့အဲ့ဒီနှစ်ခုနဲ့ bank account သွားလုပ်ပြီးတော့ bank account business bank account ဝင်ငွေထွက်ငွေကိုတက်ချဖို့အတွက် bank account ရှိဖို့အရေးကြီးပါတယ်ဆိုတော့ပထမအချက်က LLC business structure တစ်ခုလုပ်ရမယ်ပြီးရင် EIN နံပါတ်ယူရမယ်ပြီးတော့ company business account ချက်အောင်ပေါ့နော် bank account ပေါ့နော်ရှိရမယ်အဲ့ဒါ၃ခုဆိုရင်တော့ပထမ step ပြီးပြီ tracking business လုပ်မယ်ဆိုရင်အနည်းဆုံး track တစ်စီးတော့ရှိရမယ်ဒါကတော့ very basics ပေါ့နော်ဒုတိယတစ်ချက်ကတော့ DOT နံပါတ်ကိုရအောင်လုပ်ရမယ် DOT နံပါတ်ရပြီဆိုရင် MC နံပါတ်ကို registration လုပ်ပေးရမှာပေါ့နော် DOT နံပါတ်နဲ့ MC နံပါတ်ရပြီဆိုရင်တော့ filing ဖြစ်တဲ့ BOC3 ဆိုတဲ့ filing ကိုလုပ်ပေးရတယ်ပြီးပြီဆိုရင်တော့ UCR3 ကိုလည်းအခွန်ဆောင်ပေးရမယ်ဆိုတော့ကိုမှ DOT number MC number UCR3 registration လုပ်ပြီးတော့BOC3 လည်း registration လုပ်ပြီးပြီဆိုရင်တော့ insurance ယူရပါတယ် DOT number နဲ့ MC number ရှိပေမဲ့ insurance မရှိရင်ဒီ account တွေက active မဖြစ်ဘူးဆိုတော့ DOT number နဲ့ MC number active ဖြစ်ဖို့အတွက်ကတော့ကိုယ့်ရဲ့ company name နဲ့ track နဲ့ပေါင်းပြီးတော့ insurance ဝယ်ပေးရပါတယ်1 million insurance ဝယ်ပြီးပြီဆိုရင်တော့ကိုယ့်ရဲ့ MC number နဲ့ DOT number active ဖြစ်ပြီဆိုရင်တော့အလုပ်စဖို့အတွက်ကိုကညာတော့အဖြစ် ready ဖြစ်လာပြီပေါ့နော်ခုနကတော့ပြောသွားတဲ့အဆင့်20ကတော့စာရွက်စာတမ်း document ပိုင်းတွေကိုအကြမ်းဖျင်းအဖြစ်ရှင်းပြသွားတာဖြစ်ပါတယ်ပြီးတော့တကယ်လက်တွေ့မှာကတော့အလုပ်လုပ်ကိုင်တဲ့အချိန်မှာဘာတွေလိုအပ်တယ်လဲဆိုရင်တော့ of course အရေးအကြီးဆုံးကတော့ truck နဲ့ trailer လိုအပ်တာပေါ့နော် truck နဲ့ trailer လိုဖို့အတွက်ကလည်းသူကportion plate ဆိုတဲ့ registration ကိုလုပ်ရပါတယ်ဆိုတော့ပထမဦးဆုံးကိုမှ IRP account ရှိဖို့အရေးကြီးပါတယ်ကိုက IRP account ကိုနေတဲ့ state ကိုရဲ့ county မှာ registration IRP account ရပြီဆိုရင်တော့IRP account ကနေပြီးတော့ a portion plate ကို registration လုပ်ရပါတယ် a portion plate ကို registration ရပြီဆိုမှ plate number ထွက်လာပါတယ်အဲ့ဒီ plate number မှာကိုကကားမောင်းပြီးတော့ကုန်တင်လို့ရပါတယ်ဆိုတော့အဲ့ဒီ IRP account ကနေကမှကိုက if the few registration sticker လေးတွေပြန်ပြီးတော့ရပါတယ်ဆိုတော့portion plate number ကားမောင်းဖို့အတွက် plate number အရေးကြီးတယ်ပြီးရင်တော့ if the account ရှိဖို့အရေးကြီးပါတယ်ပြီးတော့ if the sticker တွေရမယ် if the ကတော့အဓိက C ခွန်ဆောင်ပေးရတာပေါ့နော်ပြီးရင်တော့တကယ်တမ်းကိုကအလုပ်လုပ်ကင်တဲ့အချိန်မှာကြာရင်တော့
insurance ပြပြစုံစုံရှိရပါတယ် insurance ပြပြစုံစုံရှိဘူးဆိုရင်တော့အရန် risk များပါတယ်ပြီးပြီဆိုရင်တော့ကိုက ELD ဆိုတဲ့ device လေးတွေလည်းဝယ်ရပါတယ် ELD device ကဘာအတွက်လဲဆိုရင် driver တွေကားမောင်းတဲ့အချိန်မှာဘယ် driver ကဘယ်နေရာသွားနေတယ်ဘယ်နှစ်နာရီမောင်းပြီဆိုတော့ကိုရဲ့သွားတဲ့နှုံးနဲ့အချိန်နဲ့ကိုသတ်မှတ်ပေးတဲ့ set ELD device ရှိရပါတယ် ELD ပြီးတော့နောက်ထပ်အရေးအကြီးဆုံးကတော့ pre-pass ဖြစ်ပါတယ်သူကတော့နေရာတိုင်းမောင်းသွားရတဲ့အတွက်ကြောင့်မလို့ toll company အများများနဲ့အလုပ်လုပ်ပြီးတော့ weight station တွေမှာနားဆရာမလို့ပဲနဲ့ပေါ့နော်ဒီတိုင်းဖြတ်သွားလို့ရအောင် pre-pass လေးတွေလုပ်ရပါတယ်ပြီးတော့ weight station ဆိုတာခုနကတော့ပေါ့နော်ဒီ driver ကဘာတွေတင်လာတယ်ဘယ်နေရာနေဘယ်နေရာသွားတယ်ဆိုတော့ကိုကို check တဲ့နေရာ check point လေးတွေဖြစ်ပါတယ်ပြီးရင်တော့ကိုကအစ company ကိုလုပ်တယ်ဆိုရင်တော့ကိုမှပတ်စံနည်းနည်းစုငွေလေးတွေလည်းရှိရတာပေါ့နော်အဲ့ဒါမှတကယ်လို့တခုခုဖြစ်လာတယ်ဆိုတဲ့အချိန်ကျရင်ကိုအတွက် emergency ပတ်စံလေးတွေတုံးလို့ရတာပေါ့ပြီးတော့အရေးအကြီးဆုံးကတော့ business credit card ကိုရှောက်ပါအဲ့ဒါမှကိုလမ်းမှာတုံးရတဲ့တကယ်လို့ကားပြတ်တဲ့ဘာပဲဖြစ်ဖြစ်လိုအပ်တဲ့အရာလေးတွေမှာတုံးလို့ရတယ်နောက်တစ်ခုအရေးကြီးတာကတော့ fuel card ပါဒီ fuel card ကတော့ကျမတို့ဒီကားအသေးမောင်းတာနဲ့မတူဘူးကားအသေးကတော့ဒီ credit card လေးနဲ့ swiping လုပ်လိုက်လို့ရပြီမဲ့တကယ် fuel ပေါ့နော်ဝယ်တဲ့ဟာတွေကျတော့သူတို့ fuel card လေးတွေကို company လေးတွေက offer တဲ့ plan လေးတွေအများကြီးရှိတယ်အဲ့တော့ကိုနဲ့တင့်တော်တဲ့ fuel card လေးတွေရှိမှဒီစီထည့်တဲ့အချိန်မှာ discount လေးတွေလည်းရှိတာပေါ့နော်အဲ့ဒါမှ driver တွေလည်းလမ်းမှာရေချိုးဖို့အတွက် coffee တောက်ဖို့အတွက် point လေးတွေလည်းရတာပေါ့ဆိုတော့ fuel card လေးလည်းလုပ်ဖို့မမေ့နဲ့နော်အခုကတော့ဒီလောက်လေးနဲ့အချမ်းဖြစ်လေးပြောပြသွားတာဖြစ်တဲ့တကယ်လို့ question ရှိတယ်ဆိုရင်တော့နင်တို့ကို chat box မှာဖြစ်ဖြစ် text message ရေးထားပါအားတဲ့ချိန်လေးတွေပေါ့နော် reply ပြန်ပြီးတော့လုပ်ပေးပါမယ်ဒီ video လေးကိုလည်း share ပေးကြပါနော်ကိုမြန်မာလူမျိုးတွေ truck mount တဲ့လူတွေ trucking company ကိုထောင်ချင်တဲ့လူတွေဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်တက်နိုင်လောက်ကူညီပေးမယ်တကယ်လို့ကိုမြန်မာလူမျိုးတွေ truck mount နဲ့ flatbed mount နဲ့ဆိုရင်နင်တို့စီမှာဆက်သွယ်လာပါတကယ်လို့ trucking company တွေလုပ်ရင်လည်းအခက်အခဲလေးတွေရှိတယ် question လေးတွေရှိရဆိုရင်လည်းအားမနာပါနဲ့ chat box လေးမှာmessage လေးပဲရေးထားလိုက်ပါပေါ့နော်နင်တို့အားတဲ့ချိန်ကျရင် reply လုပ်ပေးမှာပါနော် bye bye